ရေးဆောင်ပြန်တက်သွားတဲ့ဆယ်မွန်ငါးတွေဘာဖြစ်သွားလဲအားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်ခင်ဗျားတို့ကြားဘူးမယ်ဒါပေမဲ့နောက်ဆက်တွဲဘာဖြစ်မှန်းမသိတဲ့ကိစ္စတွေကိုကျွန်တော်ဒီ channel မှာပြောနေရပါတော့ဆိုတော့ဒီနေ့မှာဆယ်မွန်ငါးတွေအကြောင်းကိုကျွန်တော်ပြောပြမယ်ဆိုတော့ဆယ်မွန်ငါးတို့အပြင်နော်ဆယ်မွန်ငါးတို့အပြင်တချင်းကိုဒါလူတွေတော်တော်များများကြားဘူးကြမယ်ဆိုတော့ဆယ်မွန်ငါးတွေအိမ်ပြန်တဲ့အကြောင်းကိုငါတို့သိကြတယ်ဆယ်မွန်ငါးတွေကပင်လယ်ထဲကနေပြီးတော့ဒီစမ်းချောင်းတွေမြစ်ချောင်းတွေကိုဆန်တက်ပြီးတော့ခက်ခဲပြန်နေပေါ့နော်ဆိုတော့သူတို့ရဲ့မွေးရမီကိုပြန်နေဆိုတော့ဆယ်မွန်ငါးတွေကရေကြုံမှာမွေးတဲ့ငါးတွေရေကြုံမှာမွေးပြီးတော့မှဒီကောင်တွေကပင်လယ်ထဲကိုသွားတယ်ပင်လယ်ထဲနေပြီးတော့မှသူတို့မွေးရနေအောင်ပြန်တယ်ဒါပေမဲ့ဆယ်မွန်ငါးတွေကပြန်ပြီးဘာလုပ်တယ်လဲဒီပြန်ပြီးတော့ရောက်သွားပြီးတော့ဒီကောင်တွေဘာဖြစ်သွားလဲဆိုတော့ဆယ်မွန်ငါးတွေကပြန်နေဆိုတော့လူတိုင်းသိကြတယ်ပေါ့နော်ဒါပေမဲ့ဆယ်မွန်ငါးတွေကပြန်ပြီးတော့မှဘာလုပ်တာလဲပြီးကြတော့ဘာဖြစ်သွားလဲဆိုတဲ့ကိစ္စကိုကျတော့သိတဲ့လူကနေတယ်ကျွန်တော်လည်းသိချာမသိခဲ့ဘူးဒါပေမဲ့ခင်ဗျားတို့စဉ်းစားကြည့်တင်နေပေါ့ဗျာနော်ကျွန်တော်တွေးမြင်ရဆိုရင်ခင်ဗျားတို့စဉ်းစားကြည့်တင်ဟိုဆယ်မွန်ငါးတွေကအာကျုံမန်တက်ပြန်လာတော့ဟုတ်ပါပြီဒီကောင်တွေအာကျုံမန်တက်ဘာလို့ပြန်လာလဲပြီးရင်ဒီကောင်တွေစူးစမ်းတဲ့ရလက်ကဘာဖြစ်သွားလဲဆိုတော့ခင်ဗျားတို့စဉ်းစားတင်နေလေ့လာတင်နေပေါ့နော်ဆိုတော့တပိုင်းတစားကိုပဲဖြတ်ပြီးတော့ပြန်တဲ့ကိစ္စကိုပဲဖြတ်ပြီးတော့ခင်ဗျားတို့အတူယူလိုက်တယ်ဆိုလို့ရှိရင်လည်းဒါကောင်းပါလေကောင်းပါတယ်လူတိုင်းကတော့ကိုယ်အတွေ့အမြင်နဲ့ကိုယ်ပဲပေါ့နော်ဒါပေမဲ့ကျွန်တော်တို့လူမျိုးပေါ့နော်ဆက်စုတဲ့ကောင်တွေပဲဆိုပါတော့အဲ့ဒီကောင်တွေကတော့လိုက်ရှာကြတယ်ပေါ့နော်ဆယ်မွန်ငါးတွေကပြန်ပြီးတော့ဘာဖြစ်သွားတာလဲဆိုတဲ့အကြောင်းရှာတဲ့ခါကျတော့ဆိုတော့အဖြေတွေကတော့ရှိတယ်ဆိုတော့အဲ့အဖြေတွေပေါ်မှာတော့ဒါသဘောကျခြင်းမကျခြင်းကတော့ကိုယူစားနေနော်ကိုဆုံးဖြတ်ချက်နဲ့ကိုပဲဆိုတော့ဆယ်မွန်ငါးတွေရဲ့ပြန်တဲ့အကြောင်းပြောမယ်ဆိုလို့ရှိရင်သူတို့ရဲ့လာတဲ့အကြောင်းကျွန်တော်အရင်ပြောမယ်ဆယ်မွန်ငါးတွေဒီရေကြုံမှာမွေးတယ်ရေကြုံဆိုတာပုံမှန်ပေါ့နော်ကျွန်တော်တို့မြစ်ချောင်းအင်းအိုင်ဒီမှာမွေးတယ်မွေးပြီးတဲ့အချိန်မှာဒီကောင်တွေကပင်လယ်ထဲကိုသွားတယ်ပင်လယ်ထဲကိုသွားတယ်ဆယ်မွန်ငါးတွေကပင်လယ်ထဲမှာနေတော့ဆိုတော့ပင်လယ်ထဲကိုသွားတယ်ပင်လယ်ထဲကိုသွားပြီးတော့ချိန်ကြလို့ရှိရင်ဒီကောင်တွေကအိမ်ပြန်တယ်အိမ်ပြန်နော်ဆယ်မွန်ငါးတို့ပြန်ဆိုပြီးအိမ်ပြန်ဆိုတော့အိမ်ကိုဗာပြန်လောက်တာလေပေါ့နော်အဲ့တော့အိမ်ကိုဗာပြန်လောက်တယ်ဆိုတဲ့အကြောင်းကိုပြောခင်ဒီကောင်တွေအိမ်ပြန်တဲ့လမ်းခီးကိုကျွန်တော်ပြောပြမယ်ဒီကောင်တွေကပင်လယ်ထဲနေပြီးတော့ဒီကောင်တွေကူးလာပြီးတော့လို့ရှိရင်ဒီကောင်တွေမြစ်ချောင်းတွေကိုရေစံပြန်တက်တယ်ရေစံပြန်တက်ဆိုတော့ဒီကောင်တွေကရေတကုံတွေဘာတွေကိုလည်းဒီကောင်တွေကအဲ့လိုရေစံပြန်ကူးပြီးတက်သွားအဲ့ဒီမှာဒီကောင်တွေလမ်းမှာဒုက္ခတွေအမျိုးမျိုးရောက်တယ်ဆိုတော့နောက်ဆုံးဒီကောင်တွေကတစ်တော်တွေကဒီကောင်တွေမူလမွေးတဲ့နေအောင်ဒီကောင်တွေရောင်းအောင်ပြန်သွားတယ်ဘာလို့ပြန်လာလဲဆိုတော့ဒီကောင်တွေမျိုးပွားဖို့ပြန်ဘာမှမချက်နော်ဒီကောင်တွေမျိုးပွားဖို့ပြန်ဆိုတော့မျိုးပွားဖို့အတွက်အဲ့လောက်ထိလိုအပ်လို့လားဆိုတော့လိုအပ်တယ်ဒီကောင်တွေဆယ်မွန်ငါးတွေဒီရေချိုမှာမွေးတယ်အဲ့အတွက်ကြောင့်သူတို့ဒီရေချိုမှာမျိုးပွားဖို့အတွက်သူတို့ကပြန်တဲ့အခါမှာပထမဆုံးအခက်ခဲရသူတို့ကဘာလဲဆိုတော့ရေစံပြန်တက်ရတဲ့အခက်ခဲပေါ့နော်ရေစံပြန်တက်ရတဲ့အခက်ခဲဒီရေစံပြန်တက်ရတဲ့အခက်ခဲမှာမလွယ်ဘူးတော်တော်မလွယ်တဲ့လန်ခီပေါ့နော်ပြီးတော့ခရီးကတော်တော်ရှိတယ်ဟိုးပင်လေနက်ထဲကနေပြီးတော့ကျွန်တော်တို့ဒီတောထဲအထိပြန်တာပေါ့နော်တောထဲအထိပြန်ဆိုတော့တော်တော်ဝေးတာပေါ့တော်တော်ဝေးတဲ့ဟာတခုကောင်းနေပြန်တဲ့ခါကျတော့ပထမတစ်ချက်ကရေစံပြန်တက်တာနောက်တစ်ချက်ကကျတော့လမ်းမှာရေတကုံတွေပါလေရှိလန်ခီကရေစံဆိုချောချောဝုံဝေးဒီတိုင်းလေးကူးလို့မရတဲ့ခါကျတော့အဲ့ဒီဟာတွေကိုပြန်တက်ရင်လည်းသူတို့ကဒဏ်ရာအနာတရားတွေဖြစ်တယ်တေတဲ့ကောင်တွေလည်းတေတယ်နောက်တစ်ခုကကျတော့ဒီကောင်တွေရဲ့ပြဿနာကဘာလဲဆိုတော့လမ်းမှာဒီကောင်တွေကိုစားဖို့စောင့်နေတဲ့ကောင်တွေရှိတယ်ကျွန်တော်ဗမာစကားရဆိုလို့ရှိရင်ကတုတ်ပေါက်ပြိုင်စောင့်တူမျိုးပဲဗျာသိလားဒီကောင်တွေကဒီရေတကုံတွေကိုခုံပြီးပြန်တက်တာဟုတ်ခုံပြီးပြန်တက်တဲ့ခါကျတော့အဲ့ခုံပြီးပြန်တက်တဲ့ရေတကုံတွေရဲ့ထိတ်မှာအစ်စ်စောင့်နေတဲ့ကောင်တွေရှိတယ်အဓိကအဖြစ်ဘာကောင်လဲဆိုတော့ဝုံဝင်တွေကဆယ်မွန်ငါးတွေပြန်မယ်အခြေဆိုဒီကောင်တွေကသိတယ်ဝုံဝင်တွေကပုံမှန်တော့အသားပဲစားတယ်ဆိုပေမဲ့ဆယ်မွန်ငါးတွေပြန်လာပြီဆိုလို့ရှိရင်ဝုံဝင်တွေဒီငါးပဲစားတာအဲ့ရဒီမှာဒီကောင်တွေပင်လယ်စာဟောဗျာဒီပင်လယ်စာဘူဖေးပေါ့ဒီကောင်တွေတော့ဆယ်မွန်ဘူဖေးပေါ့ဒီရေကောင်တွေပေါ့ခုံစားပြန်တက်နေတဲ့ကောင်တွေကိုဟိုကောင်တွေကအေးစေးစောင့်ပြီးတော့ငါးအုံးလေးပဲစားအောင်ငါးအုံးလေးပဲစားရတော့မှဒီကောင်တွေကဘယ်လောက်ထိစိုးလဲဆိုလာဖမ်းလိုက်သွားလမ်းသွားစားလိုက်တိုးထဲမှာတင်ပါဘိုက်ဝါလာလို့ရှိရင်ချလိုက်ခဲ့လိုက်ဆိုတော့ပုံစံမျိုးတွေလောက်တယ်။ဟောကဘုံဘောလို့ဆိုတော့ပြန်ကြတယ်လမ်းမှာ
ဒိုင်ယာနာတရားတွေဖြစ်တယ်တည်တဲ့ကောင်တွေတည်တဲ့အစားခံရတဲ့ကောင်တွေစားခံရတယ်နောက်ဆုံးတော့ရောက်သွားပြီဆိုတဲ့အချိန်မှာဒီကောင်တွေရဲ့ပြဿနာဘာဖြစ်လဲဆိုရေဂျုံနဲ့ရေငန်နဲ့ပြောင်းသွားတဲ့ကိစ္စကိုဒီကောင်တွေပထမဆုံးရင်ဆိုင်ရတယ်ပြီးရင်နောက်ထပ်ပြဿနာကဒီကောင်တွေကဘာလဲဆိုတော့ရေဂျုံမှာဒီကောင်တွေအတွက်အစားအစာမရှိဘူးအဲ့နောက်တစ်ခုပေါ့နော်ဆိုတော့အဲ့ဒီပြဿနာတွေဒီကောင်တွေရင်ဆိုင်ရတယ်ဆိုတော့အဲ့ဒီပြဿနာတွေဒီကောင်တွေကြော်လွှားပြီးတော့ဒီကောင်တွေမျိုးပွားဖို့ကြံတဲ့အချိန်မှာမျိုးပွားပြီဆိုလို့ရှိရင်ထီးတွေကအစာမစားတော့အဲ့လိုမျိုးပေါ့နော်ဆိုတော့မျိုးပွားတဲ့ကိစ္စတော့ကျွန်တော်အသေးစိတ်မပြောတော့ဘူးဗျာသိလားအသေးစိတ်မပြောတော့ဆိုတော့ဆယ်မွန်ငါးတွေမျိုးပွားတဲ့အကြောင်းတော့ဘယ်မှာရှာဖတ်ရတော့ဆိုတော့အမားတွေကဥချတယ်အဲ့ဥတွေပေါ်မှာအထီးတွေကဒီဥတွေကိုမျိုးပေါအောင်မျိုးလုပ်ကြတော့ဗျဒါပေမဲ့အထီးတွေအဲ့ချိန်မှာစားမစားတော့ဒီကောင်တွေစားကြအစားလေရှားတယ်ပေါ့နော်ဆိုတော့ပြဿနာတွေကအဲ့မှာအကုန်ဆုံးလာပြီဆိုတော့ဒီကောင်တွေရပေါင်းကြာကြီးအစားစားပဲနေတဲ့ကိစ္စတွေပြီးရင်ဒီလမ်းမှာဒီကောင်တွေတက်လာတဲ့အခါမှာဒိုင်ယာနာတရားဖြစ်တာပြီးရင်ရေယူရင်ကပြောင်းတဲ့ကိစ္စတွေဖြစ်လာတဲ့အခါကျတော့ဒီကောင်တွေကနောက်ဆုံးမှကျွန်တော်တို့ရှာကြည့်ရင်တွေ့လိမ့်မယ်ဒီကောင်တွေရဲ့ဘဝကဘယ်လိုဖြစ်သွားလဲဆိုတော့ဇမ်ဘီဆယ်မွန်ဆိုပြီးဖြစ်သွားတယ်ဆိုတော့အဲ့ဒီအကြောင်းကလူတွေတော်တော်များများမသိကြတယ်ဇမ်ဘီဆယ်မွန်ဆိုတဲ့အကြောင်းကိုကျွန်တော်အခုရှင်းပြကြဇမ်ဘီဆယ်မွန်ဆိုတော့ဘယ်လိုလဲဆိုတော့ဒီဆယ်မွန်ငါးတွေကလာတဲ့ခါကျတော့ဒီကောင်ရေယူရင်ကပြောင်းပြီးပြောပြီးတော့လမ်းမှာထိခိုက်တဲ့အနာတရားတွေဖြစ်ပြီးပြလို့ရှိရင်ရေဂျိုမှာလက်ရှိနေတဲ့ပိုးမွားတွေကိုဒီကောင်တွေကမခံနိုင်တဲ့ခါကျတော့ဒီကောင်တွေရဲ့ခန္ဓာကိုယ်မှာပိုးမွားတွေကန့်ညိနော်ပြီးဒီဒဏ်ရာနာတရားတွေကနေပြီးတော့မှဒီကောင်တွေကအဲ့လိုပို့ပြီးတော့ကြီးတဲ့ဒဏ်ရာတွေဖြစ်ပေါ့ဗျာဖြစ်တဲ့ခါရေပြီးတော့ဒီကောင်တွေအစာမစားဘူးလေစားကြအစားလည်းမရှိတော့သူတို့ရဲ့ခန္ဓာကိုယ်ရဲ့ဒီခုခံစနစ်တွေကျဆင်းလာတယ်ပြီးတော့ရေဂျူရင်ကအပြောင်းလဲဒီကြောင့်ဒီကောင်တွေရဲ့ခန္ဓာကိုယ်ကအနီအောင်လူကြီးညူအောင်လူပြောင်းသွားတယ်ပြီးကြလို့ရှိရင်ဒီကောင်တွေရဲ့သွားတွေကရှည်ထွက်လာတယ်ဆိုတော့ကျွန်တော်အဆင်ပြေလို့ပုံထည့်လို့ရတယ်ကျွန်တော်ပုံထည့်ပြီနော်ဆိုတော့တဖြည်းဖြည်းနဲ့ငါးကအဲ့လိုငါးနဲ့မတူတော့ဘဲနဲ့ဒီအဆွေတွေနဲ့ပါတယ်အဲ့လိုကောင်တွေဖြစ်လာပြီးတော့နောက်ထပ်ပြဿနာပါလဲဆိုဒီကောင်တွေအစာမစားဘဲနဲ့ရှိသမျှသူတို့ရဲ့စွမ်းရည်တွေအကုန်လုံးပေါ့နော်အသေးတွေထဲမှာအစီတွေထဲမှာစုလာတဲ့ဟာတွေအကုန်လုံးကိုသုံးပြနေတဲ့အခါကျတော့ဒီကောင်တွေရဲ့ခန္ဓာကိုယ်ရဲ့ကိုယ်ရင်းအင်္ဂါတွေတဖြည်းဖြည်းနဲ့ပျက်စီးလာပြီးတော့ဒီကောင်တွေကတကယ်ဇမ်ဘီတွေဖြစ်လာနော်ကျွန်တော်ဘာမှဖုတ်ပေါင်နေပါဗျာဒီခန္ဓာကိုယ်ရဲ့တစိမ့်တစ်ပိုင်းတော့မဟုတ်တော်များများကပုတ်တူဆွေးပြနေပြီမဲ့ဒီကောင်တွေကမသေးသေးပဲနဲ့ရေကူးနေတော့တချို့ငါးတွေဆိုလို့ရှိရင်အသားတွေအဲ့လိုတော်များများမရှိတော့ဘူးပေါ့နော်မရှိတော့တဲ့အတိုင်းတာဒီကောင်တွေရေကူးနေတော့တချို့ငါးတွေဆိုလည်းအနာတရားတွေအဆွေတွေနဲ့ရုပ်ဆူဆူငါးကြီးဖြစ်ပြီးတော့မှဒီကောင်တွေကရေကူးနေတော့ဆိုတော့ရေဆောင်ပြန်လာတဲ့ဆယ်မွန်တွေကဘာဖြစ်လဲဆိုတော့အဲ့ဖြစ်သွားတာဇမ်ဘီဆယ်မွန်တွေဖြစ်သွားတာဖြစ်ပြီးရဲ့နောက်မှာဒီကောင်တွေဘာဖြစ်သွားလဲဒီကောင်တွေသေသွားအောင်ဆိုတော့ဆယ်မွန်ငါးတွေကရေဆောင်ပြန်တက်လာတယ်ဘာလို့ဘူးလဲမိတ်လိုက်တဲ့အချိန်မှာဒီကောင်တွေဘာဖြစ်သွားလဲမျိုးပွားနေတဲ့အချိန်မှာဒီကောင်တွေဘာဖြစ်သွားလဲဇမ်ဘီဆယ်မွန်တွေဖြစ်သွားဆိုတော့ဒီကောင်တွေရဲ့ဝိဒုက္ခပေါ့နော်ဝိဒုက္ခလို့ပြောဒီကောင်တွေရဲ့မျိုးပွားဖို့အတွက်အသေးတန်အားစိုက်ထုတ်ပြီးတော့မှလုပ်ကြတော့ဒါလည်းသူ့ရဲ့သဘာဝဆိုပြောလို့မရအောင်ဆိုတော့โอเคဒီကောင်တွေတေသွားပြီဆိုတော့ဒီဥတွေပါပဲဥတွေကတော့အထိုက်တင်ဒီကောင်တွေကသူဂျာကန်တို့တစ်ခုမျိုးပွားလာတာပေါ့နော်အကောင်ပေါက်လာတဲ့ကောင်တွေကရေချိုမှာ3နှစ်လောက်နေပြီးတော့မှရေကန်ရှိတဲ့ပင်လယ်ဘက်ကိုဆင်းတယ်ပင်လယ်ဘက်ကိုဘယ်လိုဆင်းလဲဆိုတော့ဘာမြေကြီးရဲ့တန်လိုက်စကွင်းပေါ့နော်အဲ့ဒီတန်လိုက်စကွင်းဒီကောင်တွေအာယုံခံပြီးဆင်းပြီးတော့မှ4နှစ်လောက်နေလို့ရှိရင်ဒီကောင်တွေပြန်လာတယ်မျိုးပွားပေါ့ဆိုတော့ရေစံကိုပြန်တက်ပြီးစူးစမ်းပန်းစားလာတယ်ရေဂျူရောက်တယ်ဇမ်ဘီဆယ်မွန်နီဖြစ်သွားတယ်မျိုးပွားတဲ့ကောင်တွေပင်လယ်ထဲကိုပြန်ရောက်သွားတယ်ရောက်ပင်လယ်ထဲမှာဖြစ်တယ်ပင်လယ်ထဲမှာဖမ်းပြီးစားခံရတာပဲနော်အဲ့ကနေပြီးမှဒီကောင်တွေကပြန်လာတယ်ဆိုတော့ဆယ်မွန်နီရဲ့ဘဝကဒီလိုပဲတန်တရားလေးမှသိရမှာဆယ်မွန်နီကရေစံကိုပြန်တက်ပြီးစူးစမ်းရဘာလို့လဲဆိုတော့ဒီခင်းနဲ့ကျတော့မျိုးပွားဘူးလာတဲ့ကောင်တွေကဘာဖြစ်သွားလဲဇမ်ဘီဆယ်မွန်နီဖြစ်သွားဆိုတော့ဘာပြောချင်တာလဲဆိုတော့ဘာမှတော့မဟုတ်ဘူးနော်ဒီမျိုးပွားဖို့လာတဲ့စူးစမ်းပန်းစားဖို့ကျွန်တော်တို့အားကြနေရတယ်ရေစံကိုပြန်တက်လာတဲ့ဆယ်မွန်နီဒီဘာဖြစ်သွားလဲဆိုရင်နောက်ဆက်တွဲဒီကိုကျွန်တော်ထုံးစံတိုင်းပေါ့ဗျာကျွန်တော်ရဲ့ channel ကတော့အဲ့လိုနောက်ဆက်တွဲကိစ္စတွေကိုပဲပြောပြနေရတယ်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်ပြောချင်တာဆိုတော့အရှိရရုံနဲ့လေးရဲ့ဒုတိယပုံမြင်လို့နော်ခွေးနဲ့ကြက်တဲ့အပြေးပြိုင်နေကိစ္စတွေလိုမျိုးပေါ့လေဆိုတော့တချို့ကိစ္စတွေကနောက်ွယ်မှာကျွန်တော်တို့ကပို့ပြီးတော့နတ်ဆိုင်နေဖြစ်စဉ်တွေရှိတယ်ဒါပေမဲ့လူတွေဒီအဲ့ဒီဖြစ်စဉ်တွေကို
ကွယ်ဖြောက်ပြီးတော့တစ်စိတ်တစ်ပိုင်းကိုပဲဆွဲထုတ်ပြီးတော့ motivate ဖြစ်ဖို့ပေါ့နော်စိတ်ခွန်အားပေးဖို့အတွက်ဆိုပြီးတစ်စိတ်တစ်ပိုင်းကိုပဲသုံးကြတာများတယ်ဆိုတော့ခင်ဗျားက9000အောင်ဖြစ်မယ်ဆိုလို့ရှိရင်ရောအဲ့လိုမျိုးပွားဖို့အတွက် ਨੇ အသေးခံပြီးတော့ရေကူးပြီးတော့သွားမှာလားဆိုတော့ခင်ဗျားလူတစ်ယောက်ဖြစ်နေမယ်ဆိုလို့ရှိရင်ရောအသေးခံပြီးမျိုးပွားဖို့အတွက်ဒီလိုမျိုးတက်ပြီးသွားမှာလားဒါကတော့ပြောလို့တော့မရဘူးဗျာနော်လူတွေကလေဒီရွေချက်နဲ့ပဲကျွန်တော်ကလေဒီလူသားမျိုးနွယ်အသက်ရှင်ဖို့အတွက်ဆိုပြီးတော့ပဲနော်မျိုးဆက်အတုံးရှည်ဖို့အတွက်ဆိုပြီးတော့ပဲကျွန်တော်တို့ကကြိုးစားနေကြတာပဲဆိုတော့နော်ဒီအချက်တွေနဲ့တပ်ပင်တည်တည်ဆိုပြီးတော့တိုက်ပွဲတွေလည်းအလီလီနွဲခဲ့ကြတာပဲဆိုတော့ဒါကတော့တော်တိုင်းကတော့သူ့တလီသူ့ဟာနေပြီနော်ဆိုတော့ဒီကိစ္စကြီးကကောင်းတာလားမကောင်းတာလဲဒီကောင်းတွေဒီလောက်ထိကြိုးစားခဲ့ပြီးတော့မှအကျိုးရှိတာလားအကျိုးမရှိတာလားနော်အထူးယူတင်တာလားမယူတင်တာလားကတော့ဒါကတော့ကိုယ်ပိုင်းနဲ့ကိုယ်ပဲပေါ့နော်ဆိုတော့ညာတော့ကိုယ်တော်နဲ့ကိုယ်ဆုံးဖြတ်လို့ရပါတယ်ဆိုတော့နောက်ထပ်ဒီလိုမျိုးပေါ့နော်နောက်ဆက်တွဲဘာဖြစ်သွားလဲဆိုတော့အကြောင်းအရာတွေသိကျင်နေဆိုလို့ရှိရင်လေနော်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်သွားပေးကြပါဦးအားလုံးကျေးဇူးတင်ပါတယ်